တခါမှမမျှော်လင့်ပဲပျောက်ဆုံးသွားတဲ့သူမရဲ့ဓာရီဝီကိုပြန်တွေ့လိုက်ရပါတယ်ချက်ချင်းပဲလမ်းယူဖို့စူးစမ်းပေမဲ့ပြကန်းဝန်ထမ်းတွေကတားမြစ်လိုက်တယ်ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရပဲဒီပစ္စည်းတွေကိုယူခွင့်မရှိဘူးတဲ့ဒါနဲ့ပဲလူကြီးတယောက်ဓာရီဝီပိုင်ရှင်နဲ့ပြကန်းဘက်ကအဆက်အသွယ်ရဖို့စောင့်ဆိုင်းနေရပါတော့တယ်လူကြီးတယောက်ငယ်စဉ်ကအဖြစ်ပြက်ကိုပြန်ပြောင်းကြည့်အောင်ဖေဖေအိမ်ပြန်လာချိန်မှာသူအရန်လိုချင်နေတဲ့ဖားပုံစံမိုးကအင်ဂျီလေးဝယ်လာပြီလို့ပျော်ရွှင်နေခဲ့တာပါဒါပေမဲ့မမျှော်လင့်ထားတဲ့မတော်တဆမှုကြောင့်ဖေဖေဆုံးပါသွားခဲ့ရတဲ့သတင်းကသူ့ဘဝကိုအမှောင်ကျသွားစေခဲ့ပါတယ်လူကြီးနဲ့သူ့အမေလျူလင်းတို့အတွက်တော့ဒီသတင်းဆိုးကယဉ်နှင့်စရာပါပဲလင်ယောက်ျားဆုံးရှုံးလိုက်ရတဲ့အပြင်အာမခံကြီးပါလက်လွတ်လိုက်ရတဲ့အခြေအနေကြောင့်လျူလင်းတယောက်ပိုပြီးတော့စိတ်ဒဏ်ရာရခဲ့ရပါတယ်တရားမျှတမှုအတွက်အဖေဖြစ်သူရဲ့အလုပ်ရှင်စီသွားဖို့လျူလင်းဆုံးဖြတ်လိုက်ပါတယ်အမေဖြစ်သူစကားပြောနေတော့မှတော့လူကြီးတယောက်အပြင်ဘက်မှာဖားရုပ်ပုံစံစတစ်ကာလေးကိုငေးကြည့်ရင်စောင့်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲအလုပ်ရှင်ရဲ့သားဖြစ်သူရှမ်းဝေနန်ရောက်လာပြီးသူ့ကိုယ်သူစတင်မိတ်ဆက်လိုက်ပါတယ်သူကဝေနန်နဲ့အတူစော်ဖို့ဖိတ်ခေါ်ခဲ့ပေမဲ့လူမိုက်တွေရောက်လာပြီးပြဿနာရှာတော့အခြေအနေကရှုပ်ထွေးသွားတယ်လီယိုလင်းလည်းချက်ချင်းဝင်ပါပြီးလူကြီးကိုအိမ်ပြန်ခေါ်သွားကဝေနန်နဲ့ထပ်မတွေ့ဘူးတားမြစ်လိုက်ပါတော့တယ်ဆယ်နှစ်ကြာမှတော့လူကြီးတယောက်အထက်တန်းကျောင်းသူဖြစ်လာပါပြီ။ကျောင်းသားအဆင့်စရင်မှာဝေနန်ဆိုတဲ့ကျောင်းသားတစ်ကထိတ်ဆုံးနေရကိုရယူသွားတာကိုမြင်လိုက်ရချိန်မှာတော့သူ့မှာတုန်လှုပ်သွားပါတယ်။အမြဲတမ်းထိတ်ဆုံး30ဦးစရင်မှာရှိနေကြလူကြီးတယောက်ဒီတစ်ခါမှာတော့17ယောက်မြောက်ကိုရောက်သွားခဲ့ပါပြီ။သမီးဖြစ်သူရဲ့ကျောင်းစာတွေကျဆင်းလာတာကိုမိခင်ဖြစ်သူကမကြည်မနှံ့နဲ့စူပူချိန်မောင်းလိုက်တာတယ်။နောက်တနေ့ကျောင်းမှာတော့ပထမဆူရထားတဲ့ဝေနန်ကကျောင်းသားတွေကိုစိတ်သက်ခွန်အားပြီးစကားပြောကြနေခဲ့တာပါ။လူကြီးတယောက်ပရိသတ်ကြားတဲ့ကနေသူ့ကိုစူးစိုက်ကြည့်မိရင်ငယ်ဘွားကအတိမိတ်ဆွေလေးကိုဒီလိုနေရာမှာပြန်တွေ့ရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့မိပါဘူး။အဲ့ဒီနေ့ကစပြီးလူကြီးတယောက်ဝေနန်ကိုဟျှို့ဝှက်စောင့်ကြည့်နေမိတယ်။အရင်တော့ကအတူဆော့ခဲ့တဲ့ကောင်မလေးမှန်သူမမတ်မိတော့ပေမဲ့ဝေနန်ကတော့သူ့ရဲ့စာချက်နည်းတွေကိုအတူပါရင်အင်္ဂလိပ်စာလုံးတွေကိုအလွတ်ကျက်ဖို့ကြိုးစားခဲ့တာပါ။တနေ့မှာတော့လူကြီးတယောက်ဝေနန်အမြဲသွားနေကြကျောင်းခေါင်မိုးပေါ်ကိုတက်သွားခဲ့တယ်။သူမြင်စေချင်တဲ့ရည်ရွယ်ချက်နဲ့နေရန်ပေါ်မှာစာတိုလေးတွေရေးထားခဲ့ပေမဲ့အားကစားချိန်မှာတော့ဝေနန်နဲ့ရေချမ်းရံတို့ရင်းနှီးနေကြပြီဆိုတဲ့သတင်းစကားကပြန့်နှံ့လာခဲ့ပါတယ်။လူစီနဲ့သူရည်စားကိုလူတိုင်းကအားကျခဲ့ကြပေမဲ့သူမကတော့အတင်းပြင်းတွေကိုဂရုမစိုက်ပဲအပြေးလေးချင်းငန်းမှာပဲအာယုံစိုက်နေခဲ့ပါတယ်။ဒါပေမဲ့အားကစားကွင်းထဲမှာမမျှော်လင့်ထားတဲ့ပြဿနာတစ်ခုပေါ်လာတယ်။တငယ်ချင်းဖြစ်သူကျန်းဝမ်ယူလဲကျသွားပြီးသူမရဲ့ကံကောင်းခြင်းလက်စွပ်လေးပျောက်သွားတဲ့အတွက်အလန့်တကြားဖြစ်သွားပါတော့တယ်။လူကြီးတယောက်ဝမ်ယူကိုနှစ်သိမ့်ပြီးနေရာကနေခေါ်ထုတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဝေနန်ရောက်လာပြီးကွင်းပြင်ထဲမှာကောက်ရခဲ့တဲ့အဆောင်လက်ဖွဲ့တစ်ခုကိုဝမ်ယူလက်ထဲထည့်ပေးသွားတယ်။ရက်အနှဲငယ်အကြာမှာတော့ကျောင်းခေါင်မိုးပေါ်ကိုပြန်တက်သွားတဲ့လူကြီးတယောက်မယုံနိုင်စရာမြင်ကွင်းတစ်ခုကိုကြုံလိုက်ရပါတော့တယ်။ဝေနန်ရောက်လာတိုင်းနန်ရန်ပေါ်ကစာတွေကိုအပြန်အလှန်ရေးသားရင်းသူတို့နှစ်ယောက်ရဲ့လျှို့ဝှက်ချက်လေးတစ်ခုဖြစ်လာခဲ့တယ်။ဝေနန်တယောက်သူ့စာတွေကိုရေးနေသူဟာလူကြီးမှန်လုံးဝမသိခဲ့ပေမဲ့ဒီနေ့စဉ်ပုံမှန်လုပ်နေကြအပြန်အလှန်စာတွေကတော့သူတို့ရဲ့ဘဝမှာပိုပြီးရင်းနှီးလာစေခဲ့ပါတယ်။လူကြီးကတော့ဝိုင်နန်အကြောင်းကိုစုံစမ်းဖို့ခွင့်ရရှာနေတာပါသူတို့ရဲ့အမူအရာကအစဂယုတစိုက်လိလာပြီးအနားမှာပဲအမြဲကန်နေတတ်တယ်တနေ့မှာတော့လူကြီးတို့တငယ်ချင်းတွေကျောင်းပွဲအတွက်အစမ်းလေ့ကျင့်နေတဲ့ချိန်ဖြစ်ပါတယ်ဇက်တိုက်လေ့ကျင့်ခန်းမှာတော့သူမဟာအပင်ပုံစံဝတ်စုံကိုဝတ်ဆင်ခဲ့ရပါတယ်ကျန်းရံကအဆိုတော်ဖြစ်ပါဝင်ဖို့ဝီနမ်ကိုစံတရားတီးပေးဖို့တောင်းဆိုခဲ့ပေမဲ့လူကြီးကမနာလိုစိတ်နဲ့ဆီယာမကိုအဆိုတော်အစ်စ်ပြောင်းလဲဖို့တိုက်တွန်းခဲ့ပါတယ်အဲ့ဒီခါမှာတော့ဆီယာမကသဘောတူပြီးလူကြီးကိုအခွင့်အရေးပေးလိုက်ပါတော့တယ်ကံမကောင်းစွာနဲ့ပဲသူမရဲ့ဖျော်ဖြေမှုကအစင်မပြေခဲ့ပါဘူးအတန်အားနေတာကြောင့်ပြိတ္တတရဲ့ရင်မောခြင်းကိုခံလိုက်ရပြီးနောက်ဆုံးမှာတော့ဂျီယူအန်ကအဓိကအဆိုတော်နေရာကိုအစားထိုးဝင်ရောက်လာခဲ့တယ်ဖျော်ဖြေပွဲနေ့မှာတော့လူကြီးတို့အဖွဲ့စင်ပေါ်မှာအကောင်းဆုံးတင်ဆက်နိုင်ခဲ့ကြပါတယ်ပွဲပြီးတဲ့အခါမှာတော့ဝမ်ယူကဝေနန်ကိုလူတွေရှိမှပဲသူ့အချစ်တွေကိုရဲရဲဝံ့ဝံ့ဖွင့်ဟဝန်ခံလိုက်ပါတယ်ဝေနန်ကတော့ဘာမှမတုံ့ပြန်ပဲပြုံးယုံတာပြုံးပြီးကြမ်းရံတဲ့အတူထွက်ခွာသွားခဲ့ပေမဲ့ဝမ်ယူရဲ့တက်တိရှိတဲ့လောက်ရအတွက်တငယ်ချင်းတွေကတော့ဝိုင်းပြီးအားပေးခဲ့ကြပါတယ်ဝမ်ယူကဝေနန်ပေါ်ထားတဲ့သူ့ရဲ့ခံစားချက်တွေကိုဝန်ခံလိုက်ရတာအတွက်ရှက်စရာကောင်းပေမဲ့နောင်တမရဘူးလို့လူကြီးကိုယင်ဖွင့်လိုက်ပါတယ်ဒီစကားကြောင့်လူကြီးတယောက်အံ့အားသင့်သွားခဲ့ရတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းဝေနန်ပေါ်ထားရှိတဲ့သူ့ရဲ့လျှို့ဝှက်ချက်တွေကိုအခုထိဖုံးကွယ်ထားခဲ့ရလို့ပါစာသင်ချိန်အတွင်းမှာတော့လူကြီးတယောက်ဝေနန်နဲ့ပတ်သက်တဲ့စိတ်ရှုပ်ထွေးမှုတွေကို diary ထဲမှာအားမလို့အားမရရေးသားနေမိပါတယ်ရုတ်တရက်မိုးရွာချလာတဲ့အခါမှာတော့သူတို့နှစ်ယောက်ရဲ့အမတ်တရစာတမ်းလေးတွေကိုကြည့်ဖို့ကျောင်းခေါင်မှုပေါ်ကိုအလောတကြီးပြေးတက်သွားပါတော့တယ်မိုးရေစက်တွေကြောင့်သူတို့ရေးထားတဲ့စာသားတွေပျက်စီးသွားတာကိုမြင်လိုက်ရတော့ဝေနန်းလည်းအပေါ်ထက်ကိုအလောတကြီးတက်လာခဲ့တယ်။အရာအားလုံးပျက်စီးသွားပြီဆိုတဲ့အဖြစ်အပျက်ကသူတို့နှစ်ယောက်လုံးကိုစိတ်မကောင်းဖြစ်စေခဲ့တာပေါ့။လူကြီးတယောက်ဝေနန်းကိုရှောင်ဖို့နိုင်ရန်နောက်မှာအမြန်ကွယ်လိုက်ပါတယ်။ဝေနန်းကတော့သူတို့ပြောထားတဲ့စာတွေအကုန်ပျောက်သွားတာကိုမြင်ပြီးစိတ်မကောင်းဖြစ်နေရှာတယ်။နောက်တစ်ချိန်မှာတော့လူကြီးတယောက်ဝေနန်းစံနေအားတီးနေတာကိုတိတ်တိတ်လေးချောင်းကြည့်နေမိပြန်ပါတယ်ဂျန်ရန်ပေါ်လာပြီးသူ့နာကိုကပ်ဖို့ကြိုးစားတဲ့အခါလူကြီးတယောက်မနာလိုဖြစ်သွားခဲ့တယ်။ဂျန်ရန်နဲ့ဝေနန်တို့တွဲနေကြပြီဆိုတဲ့သတင်းစကားတွေကြားရတော့ပိုပြီးစိတ်အနှောက်အယှက်ဖြစ်လာတာပေါ့။ဝေနန်နဲ့ဘာမှမဖြစ်နိုင်တော့ဘူးဆိုတာတေချာသွားတဲ့အခါမှာတော့လူကြီးတယောက်အရာအားလုံးကိုလက်လျှော့ပြီးစာပေလေးလာရေးဘက်ကိုပဲအာယုံစိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
သူမကတော့ကျောင်းမှာထူးချွန်တဲ့ကျောင်းသူတယောက်ဖြစ်လာဖို့အစွမ်းကုန်စူးစမ်းခဲ့တယ်။တစ်ဖက်မှာတော့ဝေနန်ကစာမေးပွဲကိုလစ်လျူရှုပြီးကျန်းရံနဲ့တူပြည်ပကိုထွက်ခွာသွားခဲ့တာကြောင့်ကျောင်းရဲ့အဆင့်သတ်မှတ်ချက်မှာနောက်ဆုံးနေရာကိုရောက်သွားခဲ့ရပါတယ်။ ကျောင်းရဲ့အမတ်စင်တီးဦးဖြစ်တဲ့လူကြီးကကျောင်းသားအားလုံးကိုစိတ်သက်ခွန်အားပေးတဲ့မိန့်ခွန်းတစ်ခုပြောကြားခဲ့ပါတယ်။ဘလို့အတားအဆီးမျိုးပဲကြုံတွေ့ရပါစေ။ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဘယ်တော့မှလက်မလျှော့ဖို့သူမကတိုက်တွန်းသွားခဲ့ပါတယ်။လူကြီးတယောက်အထက်တန်းကျောင်းပြီးလို့ဥပဒေပညာရပ်ကိုဆက်လက်စီးပူးဖို့နာမည်ကြီးတက္ကသိုလ်တစ်ခုကိုတက်ရောက်ခဲ့ပါတယ်။တနေ့မှာတော့ကျောင်းဆောင်ကိုစပိန်နဲ့ပြန်လာရင်မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံလိုက်ရပါတယ်။သူမစပိန်နင်းလာတဲ့လမ်းကဝေနန်နဲ့တငယ်ချင်းတွေရုပ်ရှင်ရိုက်ကူးနေတဲ့နေရာဖြစ်နေခဲ့တာပါ။ရုတ်တရက်ခရမ်းကျင်သီးတလုံးသူမစပိန်ရှိကိုပြုတ်ချလာလို့ break ကိုအတင်းအုပ်လိုက်ရတယ်။မောကြီးလိုက်တော့လုံးဝမထင်မှတ်ထားတဲ့ဝေနန်ကိုတက္ကသိုလ်ထဲမှာတွေ့လိုက်ရတယ်။အဲ့ဒီအခြေအနေကိုတော့နားမလည်သေးခင်မှာပဲသူတို့ရဲ့တငယ်ချင်းချမ်းမြူရောက်လာပြီးသူတို့ရိုက်ကူးမဲ့ရုပ်ရှင်တွေပါဝင်မှုကမ်းလှမ်းလာပါတော့တယ်။သူမရဲ့တဘာဝကျတဲ့အံ့အားသင့်သွားတဲ့ပုံစံကိုမြင်ပြီးမင်းယူကသူ့စကားထဲမှာပါဝင်ကိုကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့သူမကအဲ့ဒီကမ်းလှမ်းချက်ကိုပယ်ချပြီးပြန်ထွက်သွားခဲ့တယ်။အဆောင်ကိုရောက်တဲ့အခါမှာတော့လူကြီးတယောက်သူမရဲ့ဒိုင်ယာဒီထဲမှာဒီနေ့ဖြစ်ပျက်ခဲ့သမျှကိုချရေးဖြစ်ခဲ့တယ်။လုံးဝမေ့ပစ်ချင်နေတဲ့ဝေနန်နဲ့ရုတ်တရက်ဆုံတွေ့လိုက်ရတဲ့အတွက်ဝမ်းသာရမလို့ရှက်ရမလို့ဖြစ်နေတဲ့သူမရဲ့ခံစားချက်တွေကိုလည်းဒိုင်ယာဒီထဲမှာထည့်သွင်းမှတ်တမ်းတင်ခဲ့ပါတယ်။နောက်တနေ့နေ့လယ်စာစားချိန်မှာတော့လူကြီးတယောက်မင်းယူနဲ့မမျော်လင့်မဲဆုံပြီးသွားပါတယ်။သူကမင်းယူကိုဝေနန်တို့ဝိုင်းမှာအတူထိုင်ဖို့ဖိတ်ခေါ်လိုက်ပြီးမြဲဝေနန်နဲ့စပွဲတစ်ခုထဲမှာအတူထိုင်ရတဲ့အခါလူကြီးတယောက်အတော်လေးစိတ်အနှောက်အယှက်ဖြစ်ပြီးမသက်မသာဖြစ်သွားပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ကျောင်းတုံးကအကြောင်းလေးစပြောဖြစ်ကြတယ်။အစားတော့မမတ်မိသလိုဟန်ဆောင်ပေမဲ့ကျောင်းတူခဲ့တာကိုတတိယသွားချိန်မှာတော့ဂျီအန်ရန်ရဲ့ရီးစားဟုတ်မဲ့ဝန်ခံလာပါတယ်။ဝီနမ်ကလည်းဂျီအန်ရန်နဲ့လန်ခွဲခဲ့ပြီလို့ပြောလိုက်တဲ့အခါလူကြီးတယောက်ရင်ထဲမှာပျော်ရွှင်မှုတွေတိုးဝင်သွားခဲ့ပါတော့တယ်။မင်းယူကသူ့ရဲ့ရုပ်ရှင်တိုလေးမှာပါဝင်မှုကမ်းလှမ်းလာတဲ့အခါဝေနန်နဲ့အတူဆက်ဆောင်နေရကနေပါဝင်ရမှာဖြစ်လို့သူမအထက်ဝမ်းသာအားရနဲ့လက်ခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်အတန်းထဲမှာတရားဝင်ပုံစံတရုတ်ပေါ်လေ့ကျင့်ခန်းတစ်ခုကိုအတူတူလုပ်ဖြစ်ခဲ့ကြတာပါ။အမှုလိုက်ရှိနေလူကြီးနဲ့ခုခံချေပသူဝေနန်တို့ရဲ့တရားခွင်လေ့ကျင့်ခန်းဟာတကယ်ကိုပြင်းထန်ခဲ့ပါတယ်။လူကြီးရဲ့ဖခင်နဲ့ဆက်ဆက်နေတဲ့အမှုဖြစ်တာကြောင့်သူမအကောင်းဆုံးစူးစမ်းခဲ့သလိုဝေနန်တော့အဖြေမပေးနိုင်လောက်အောင်ထက်မြက်တဲ့အချက်လက်တွေနဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီလိုစွမ်းဆောင်ရည်တွေကြောင့်ပဲဝေနန်ဟာလူကြီးရဲ့အရေးချင်းကိုအထူးလေးစားသွားခဲ့ရပါတယ်။ညနေခင်းတစ်ခုမှာလူကြီးတယောက်ဆိုင်မှာအလုပ်လုပ်နေတော့ဝေနန်ရောက်လာပြီးသူမအတွက်အပိုးစုကြီးရအောင်အစားအသောက်တွေအများကြီးမှာပေးခဲ့တယ်။သူ့ရဲ့ဒီလိုအပြုတ်မှုလေးကြောင့်လူကြီးတယောက်ပြုံးမိသွားတယ်။အလုပ်သိမ်းချိန်မှာလည်းသူကဆိုင်ပိတ်ဖို့ကူညီပေးပြီးအိမ်ထိလိုက်ပို့ပေးခဲ့ပါတယ်။လန်နရှမှာဝေနန်ကလှုပ်အားနဲ့လှုပ်ခတ်မမျှတာကြောင့်အလုပ်ထပ်ဖို့တိုက်တွန်းခဲ့ပေမဲ့သူမငင်းဆိုခဲ့ပါတယ်။နေ့စဉ်စားဝတ်နေရေးအတွက်ငွေကြေးလိုအပ်တာကြောင့်မကြခင်မှာပဲဘားတစ်ခုမှပြဿနာတက်နေတဲ့သူမရဲ့အခန်းပေါ်စီကနေအရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုရောက်လာပါတော့တယ်။သူတို့နှစ်ယောက်အရေးပေါ်ကူညီဖို့အပြေရောက်လာကြတယ်။ဝေနန်ကအခြေအနေကိုထိမ့်သိမ်းဖို့ကြိုးစားပေမဲ့အရာအားလုံးကရှုပ်ထွေးသွားတာမို့ဘားတွေကနေအမြန်ဆုံးထွက်ခွာခဲ့ရပါတော့တယ်။သူတို့နှစ်ယောက်ပေါင်းခုနေရင်မိုးတဲကြီးမဲကြီးရွာချပါတဲ့အတွက်အဲ့ဒီနေရာမှာပဲဆက်ဆောက်နေကြရတယ်။မိုးစဲဖို့စောင့်နေရင်းနဲ့ပဲဝေနန်ကအလုတ်ထွက်ခိုင်းမိတဲ့အတွက်လူကြီးကိုတောင်းပန်လိုက်ပါတယ်။ဒါပေမဲ့လူကြီးကတော့စိတ်မဆိုးတဲ့ပြင်ဘာမှသူ့တငယ်ချင်းကိုကူညီပေးခဲ့တဲ့အတွက်ဝေနန်ကိုပဲပြန်ပြီးကြီးစုတင်စကားဆိုလိုက်ပါတယ်။ဝေနန်ကသူကြောင်းတက်ခဲ့တဲ့အချိန်လေးကိုပြန်ပြောင်းပြောပြသွားပါတယ်။ကြောင်းခေါင်မိုးပေါ်ကနေရံမှာစာတွေရေးပြီးတယောက်နဲ့တယောက်အပြန်လန်စကားပြောခဲ့တဲ့အမှတ်တရတွေပေါ့။အဲ့ဒီစာတွေကိုရေးတဲ့သူကဘယ်သူဖြစ်မလဲဆိုတာကိုသူအယမ်းသိချင်ခဲ့ပြီးဂျန်ရံများဖြစ်နေမလားလို့တော့တန်တရားဝင်ခဲ့ပါသေးတယ်။လူကြီးတယောက်ဘာမှပြန်မပြောနိုင်ပဲတိတ်ဆိတ်သွားခဲ့ရတယ်။အဲ့ဒီစာတွေကိုသူမကိုယ်တိုင်ပို့ခဲ့တာလို့ဝန်မခံရေးခဲ့တာကြောင့်ပါ။နောက်တရက်မနက်မှာတော့တက်ကတူသွားဖို့ပြင်ဆင်နေချိန်မိုးတဲထန်ပြီးမုန်တိုင်းလာနိုင်တာကြောင့်တင်တန်းတွေအားလုံးပိတ်လိုက်ပြီဆိုတဲ့ကြီးညာချက်ကိုကြားလိုက်ရပါတော့တယ်။မကြခင်မှာပဲဝေနန်ကလူကြီးစီဖုံးဆက်ပြီးသူဘယ်ရောက်နေလဲလို့မေးလိုက်ပါတယ်။ဝေနန်နဲ့တွေ့ချင်စောကတ်နေတဲ့လူကြီးတယောက်ကျောင်းဆောင်ရှိမှရှိနေတယ်လို့လိန်ညာပြောလိုက်တဲ့အခါဝေနန်ကလည်းသူ့ကိုအဲ့ဒီနေရာမှာပဲစောင့်နေဖို့မှာကြားလိုက်ပါတော့တယ်။ဖုန်းပြောပြီးတာနဲ့လူကြီးတယောက်ကျောင်းဆောင်ရှိကိုအပြေးလေးသွားပြီးထီးကိုကြာယူညမြက်ရည်ရွယ်ချက်ရှိနဲ့ချန်ထားခဲ့တယ်။ဝေနန်ရောက်လာတဲ့အခါသူမှမသိအောင်ဖုန်းကွယ်ဖို့ပေါ့။မကြခင်မှာပဲဝေနန်ရောက်လာပြီးဖေဖေကတိပေးထားတဲ့အတိုင်းဖားရုပ်ပုံလေးပါတဲ့မူးကန်အင်ဂျီကိုလူကြီးလက်ထဲထည့်ပေးလိုက်ပါတော့တယ်။အဲ့ဒီအဖြစ်ပြက်ကသူမကိုတကယ်ကိုပျော်ရွှင်စေခဲ့တာပါ။ရဲ့အနှဲငယ်ကြမှာတော့လူစီနဲ့တငယ်ချင်းတွေကမင်းယူရဲ့ရုပ်ရှင်တို့ရိုက်ကူးဖို့ကျွန်းတကျွန်းကိုတွားရောက်ခဲ့ကြပါတယ်။ရိုက်ခွင်းပြီးလို့ပြန်လာတဲ့အချိန်မှာတော့လူစီတယောက်ဝိနန်းရဲ့ဘေးမှာထိုင်မိသွားပြီးစိတ်ကူးပေါက်တဲ့အတိုင်းပဲသူကနေတာတိမ်အုံတာဒါမှမဟုတ်မိုးရွာတာဘလို့ရာသီဥတုကိုပိုသဘောကျလေလို့မေးလိုက်ပါတော့တယ်။ကျောင်းခေါင်ဘိုးဘွားစာသားတွေကိုဝိနန်းပြန်တတိယသွားတဲ့အခါမိုးရွာတဲ့ရက်တွေကိုသူပိုသဘောကျကြောင်းပြောပြလိုက်ပါတယ်။ဒီစကားကြောင့်လူကြီးတယောက်ရင်ခုန်လှုပ်ရှားပြီးဝေနန်ရဲ့လက်ကိုရေးရေးဝုန်းဝုန်းပဲစုပ်ကင်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဝေနန်ကသူရှာနေခဲ့တဲ့တယောက်ထဲသောသူကိုတွေ့ပြီဆိုတာကိုရင်ဖွင့်ပြောဆိုလိုက်ပါတယ်။အဲ့ဒီနေရာစပြီးသူတို့နှစ်ယောက်ချစ်သူတွေဖြစ်ခဲ့ကြတယ်။ကြောင်ဝင်ထဲမှာဝိုင်နန်လှုပ်တဲ့ဆိုင်မှာပါသူတို့နှစ်ယောက်ကိုခွဲမရတော့ပဲလူကြီးဆိုရင်သူမနဲ့ခဏလေးတော့မခွဲနိုင်ကိုလို့ယထာစီးပြီးအိမ်ပြန်တဲ့အချိန်ထိတောင်အမြဲတမ်းလိုက်ပို့ပေးတတ်တယ်။
လူကြီးအိမ်ပြန်ရောက်တဲ့အခါဝီနန်ရဲ့မိဘတွေကိုတရားစွဲဖို့အထောက်ထားအစုံရသွားတဲ့အတွက်ဝမ်းသာနေတဲ့အမေဖြစ်သူလီယိုလင်းကိုတွေ့လိုက်ရတယ်။ဖေဖေတရားမျှတမှုရတော့မှမို့ဝမ်းသာရပေမဲ့ဒီပြဿနာကြောင့်ဝီနန်နဲ့သူ့ကြားကဆက်ဆံရေးကိုထိခိုက်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကတော့လူကြီးရဲ့ရင်ထဲမှာလှိုက်ခနဲ့ဖြစ်သွားရတယ် နောက်တစ်နေ့မှာတော့လူကြီးနဲ့ဝေနန်တို့ဟာအမတ်တရတွေပြည့်နှက်နေတဲ့သူတို့ရဲ့အထက်တန်းကျောင်းဟောင်းကိုပြန်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ကျောင်းဝတ်စုံလေးတွေကိုစီဝတ်ဆင်ပြီးအတိတ်ကအလှပဆုံးအချိန်တွေကိုပြန်လည်အမှတ်ရစီဖို့စ조사ခဲ့ကြတာပါ။နေ့လယ်ဘက်မှာတော့ကျောင်းခေါင်မိုးထက်ကိုတက်သွားပြီးနိုင်ငံမှာရေးထိုးခဲ့မှုတဲ့ဂတိစကားတွေကိုပြန်ဖတ်ရင်တယောက်နဲ့တယောက်ဘယ်တော့မှမမေ့ကြဘူးထပ်မံဂတိပြုခဲ့ကြပါတယ်။ကျောင်းမြန်မှုပြင်နေတဲ့လူကြီးကိုဝေနန်ကမိသားစုကိစ္စလေးတွေရှိလို့အတူမလိုက်နိုင်တော့ကြောင်းပြောလိုက်ပါတယ်။သူ့နားမှာမရှိတဲ့ရက်တွေဟာအလွန်ပဲဗလာချင်းနေသလိုပါပဲ။တပတ်လုံးလုံးဝေနန်စီကဘာသတင်းမှမကြားရတော့တဲ့အတွက်သူမတယောက်အတော်လေးအထီးကျန်ခဲ့ရပါတယ်။တရက်မှာတော့ဝီနန်တယောက်ကြောင်ဝင်းထဲမှာအာနာအလွဲသုံးစားလုပ်ပြီးနမဲပြက်ခဲ့ရတဲ့တဲ့လူကြီးစီရောက်လာတယ်။ဒီလိုအခြေအနေမျိုးမှာပဲသူမရဲ့မိခင်လီယိုလင်းကအဆောင်ရှိမှစောင့်နေတာကိုတွေ့လိုက်ရတယ်။လီယိုလင်းကသမီးဖြစ်သူစီကိုတရားရုံးမှာအနိုင်ရခဲ့တဲ့တဲ့နဲ့ဝီနန်ရဲ့ဖခင်ထောင်နှံကြခံရတော့မယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ တရားသူကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်လန့်ပြတ်သွားတဲ့ဝီနန်ရဲ့မိခင်ကိုဆေးရုံအရေးပေါ်ပို့လိုက်ရပါတယ်။အမေကိုစိုးရိမ်နေစိတ်နဲ့ဆေးရုံကိုအပြေးသွားမိတဲ့လူကြီးတယောက်အဲ့ဒီမှာဝီနန်နဲ့တွေ့ရမယ်လို့ထင်ထားပေမဲ့တကယ်တမ်းတွေ့လိုက်ရတာကဝီနန်ရဲ့မိခင်ပြီးမှအနီးကပ်စောင့်ရှောက်ပြီးနေတဲ့ဂျန်ယန်ကိုပါ။ ဂျန်ယန်ဟာလူကြီးရဲ့ဒါယာရီတွေကအတိတ်ကြောင်းတွေကိုတိသွားပြီးတဲ့နောက်ဝီနန်ကိုမိတ်ပစ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမှာတော့လူကြီးဟာဝီနန်နဲ့တွေ့ဖို့အစီအစဉ်ကိုစွန့်လွတ်လိုက်ပြီးရှေ့ဆက်ဖို့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ပကြီးပြခန်းမှာတော့လူကြီးတယောက်သူ့ဒါယာရီကိုပြန်ရခဲ့ပါပြီ။စာမျက်နှာတွေကိုလှန်ကြည့်လိုက်တဲ့အခါဝေနန်ကိုယ်တိုင်ရေးသားထားတဲ့မှတ်စုတွေကိုမြင်လဲရလို့လှန့်သွားခဲ့တယ်။တကယ်တော့ကျန်းရန်ကလူကြီးရဲ့ဒါယာရီအကြောင်းဝေနန်ကိုပြောပြရုံနဲ့မကပဲသူ့စီကိုပါလွှဲပေးခဲ့တာဖြစ်နေပါတယ်။လူကြီးရဲ့ဒါယာရီတွေကိုဖတ်ပြီးတဲ့အခါဝေနန်တယောက်သူမရဲ့ဘဝအခက်အခဲတွေနဲ့သူ့အပေါ်ထားတဲ့ချစ်ချင်းမြတ်တာရဲ့နတ်နေမှုကိုအပြည့်အဝနားလည်သွားခဲ့တယ်။ဒါကြောင့်လေသူမတက်မဲ့တက်ကတူကိုနောက်ကလိုက်ပြီးတက်ဖို့အထိသူဆုံးဖြတ်ခဲ့တာမို့ ဝေနန်တယောက်သူ့ကိုဘလို့ချင်းခဲ့ရမလဲဆိုတာဝေခွဲမရဖြစ်ခဲ့ရပါတယ်။ကိုမိသားစုရေးကလည်းတင်းကျပ်နေတော့ပညာရေးကိုတော့စွန့်လွတ်ပြီးအလုတ်ကျန်းနေလုတ်ကရုန်းကန်နေရချင်းသူကတော့ဝေးကနေပဲငေးကြည့်နိုင်ခဲ့တာပါ။ကျန်ရန်ကနိုင်ငံခြားသွားဖို့ကမ်းလှမ်းတဲ့အခါဝေနန်ညင်းဆန်ခဲ့တာဟာလူကြီးရဲ့ဒါယာရီကနေတဆင့်ကိုပိုင်လမ်းကြောင်းကိုရှာတွေ့ခဲ့လို့ပါ။အခုထိလည်းမိုးရွာတိုင်းမှာတော့အောင်မြင်တဲ့ရှိနေတယောက်ဖြစ်နေပြီဖြစ်တဲ့လူကြီးကိုဝေနန်တယောက်အမြဲတရနေစေပါပဲ။ သူ့ကိုချင်းကပ်ဖို့အနေငယ်ရေးလိုက်လွဲနေပေမဲ့ဒီတခါတော့အခွင့်အရေးကိုလက်လွတ်မခံဖို့ဝေနန်ဆုံးဖြတ်လိုက်ပါတယ်။လူကြီးရဲ့ diary ထဲမှာသူ့ရင်ထဲကစကားတွေကိုအကုန်ဖွင့်ဟရေးသားပြီးတဲ့နောက်သူမှဖတ်မိဖို့ပဲမျှော်လင့်နေတာပါ။ခဏအကြာမှာတော့ပစ္စည်းတွေတင်စင်ရင်ကျောင်းတုန်းကသူတို့နှစ်ယောက်အတူရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကွေးလေးကိုဝေနန်တယောက်ပြန်လေတွေ့ရှိသွားခဲ့ပါတယ်။သူချင်းရတဲ့ကောင်မလေးကိုလွမ်းဆွရင်မျက်ရည်မထိန်နိုင်ဖြစ်နေချိန်မှာပဲပြာကန်းကနေရုတ်တရက်ဖုံးဝင်လာပါတယ်။သူပြသထားတဲ့ diary ကိုပြန်လိုချင်သူရှိတယ်ဆိုတဲ့သတင်းကြောင့်ဇလန်းရဲ့အဆုံးသတ်မှာတော့ဝေနန်နဲ့လူကြီးတို့ပြာကန်းရှိမှပြန်ဆုံတွေ့ကြပါတော့တယ်။ ရှက်ရွံ့နေပေမဲ့သူမဟာကြောင်းကောင်မှုပေါ်ကအမတ်တရမေးခွန်းကိုပြန်မေးလိုက်ပါတယ်။သူကတော့မိုးရီထက်တောင်ချစ်တယ်လို့ရင်ပွင့်လိုက်တဲ့အခါလူကြီးတယောက်ပျော်ရွှင်မှုတွေနဲ့အတူသူတို့နှစ်ယောက်နောက်ဆုံးမှာတော့ပြန်လည်စုံစည်းနိုင်ခဲ့ပါပြီ။အနှစ်ချုပ်ရရင်တော့ဒီဇလန်ကအခက်အခဲတွေကိုကြော်ဖြတ်ဖို့နှစ်ယောက်သားဆုံးဖြတ်ချက်ခိုင်မာပြီးပွင့်ပွင့်လင်းလင်းတိုင်ပင်ကြမယ်ဆိုရင်အချစ်ဟာအရင်ကထက်ပိုမိုခိုင်မာလာနိုင်တယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်